အခုပြထားတဲ့ BNN ငွေ3သိန်းပေါ့နော် BNN ငွေ3သိန်းကိုမှမြန်မာငွေ1000ခွဲပဲရှိပါတယ်ဘာလို့လဲဆိုရင် BNN ကမြန်မာထက်ပေါ့နော်ငွေကြေးနှိမ့်လို့ပါကျွန်တော်တို့ကပေါ့နော်ခမန်းစီအဖြစ်ကျွန်တော်တို့ကကိုရီးယားထက်ငွေကြေး3ဆလောက်နှိမ့်နေပေါ့နော်အဲကြတော့ကျွန်တော်တို့ကိုရီးယားမှာလှုပ်တဲ့ခါကိုရီးယားရတဲ့ပတ်စံကျွန်တော်တို့နိုင်ငံမှာတော့အများကြီးဖြစ်နေတာပေါ့နော်3ဆလောက်နှိမ့်နေခမန်းစီအဖြစ်BNN ကကျွန်တော်တို့ထက်တစ်ခါထပ်နှိမ့်ပါတယ်အဲကြတော့အဲ့ချိန်မှာပေါ့နော်ဒီ BNN နေမှာ BNN နဲ့ကိုရီးယားနဲ့ဆိုဘယ်လောက်ပဲတော်တော်กว่าမှာပေါ့နော်ငွေကြေးကဒီကိုရီးယားရတဲ့ပတ်စံ BNN မှာဆိုအများကြီးဖြစ်တော့တယ်ပေါ့နော်ကြတော့အားမလို့တချို့ကြီးတော်တော်များများပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံနေဒီကိုရီးယားရ BNN ဘက်ကိုအလဲဘက်ခရီးသွားကြပါတယ်ဘာလို့ဆိုတော့ငွေကြေးကနှိမ့်လို့ပေါ့နော်သူကအများကြီးဖြစ်တာဆိုတော့လေကြတော့ဒီသူများကြီးပြောကြပါနော်BNN ဒီမြန်မာငွေ10သိန်းဆိုရင်ね BNN မှာပေါ့နော်3ညအဲ့3ရက်ပေါ့နော်အလဲဘက်တနိုင်ငံလုံးကိုအနှံ့ခရီးထွက်လို့ရတယ်တဲ့မြန်မာငွေ10သိန်းဆိုရင်ပေါ့နော်ကိုထွန်းရဲ့တငယ်ချင်းရဲ့အကိုကပေါ့နော်အကိုတယောက်ကသူက BNN မှာနေရပါတော့အဲ့ချိန်မှာလည်းသူကမြန်မာငွေ9000ဆိုရင်ね BNN မှာပေါ့နော်ဝတ်သားကြက်သားအဲ့လိုမျိုးပေါ့ဟင်းပေါင်းစုံပေါ့နော်အများကြီးစားလို့ရတယ်တဲ့မြန်မာငွေ9000နဲ့အဲ့ကြတော့နော်သူရဲ့ငွေကြေးကတော်တော်နှိမ့်ပါတယ်ဒီမှာဆိုရင်ပုံမှန်ပြထားတာဒါ BNN ပတ်စံ3သိန်းပါနော် BNN ပတ်စံ3သိန်းဆိုတာတော့မြန်မာငွေ1000ခွဲပဲရှိပါတယ်1000ခွဲလောက်ပဲရှိရပေါ့နော်အတိအကျတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်အားမလို့တော်တော်သူတို့ရဲ့ငွေကြေးကနှိမ့်ပါတယ်အားမလို့ဒီမှာဆိုရင်ကိုရီးယားမှာဆိုရင်ပေါ့တော်တော်များများ BNN တွေများတယ်ကိုရီးယားမှာမြန်မာတွေထက်ကိုပေါ့နော် BNN တွေကပိုများတယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့လိုမျိုးသူတို့ရဲ့ငွေကြေးနဲ့ကိုရီးယားငွေကြေးတွေကတော်တော်ကြီးကိုကွာနေရတာကျွန်တော်တို့မြန်မာနိုင်ငံတက်ကိုနှိမ့်နေဆိုတော့တော်တော်ကွာလीအားကြောင့်မလို့ပါဒီမှာကျတော့အဲ့လိုအလုံးလုံးတဲ့နေရာတွေမှာလည်းပေါ့နော်ကျွန်တော်မြင်တော်တော်များများနေရာတော်တော်များများ BNN တွေလောက်တာများတယ်သူတို့ကကျိုးလဲကျိုးစားပါတော့သူတို့လူမျိုးကြီးက BNN နဲ့များတော့အဖြစ်သူတို့ကပေါ့နော်ဖွေးဖွေးနူးနူးလေးဇာသားလေးမိန်းကလေးသူတို့ကအကုန်လုံးကတီးတွတ်တယ်လေးနေပေါ့နော်လက်လေးရလဲဆိုတွဲနေရဖွေးစွနေရပေါ့နော်အဲ့လိုလေးသူတို့ကရှိကြဒါပေမဲ့သူတို့ကအဲ့လိုမျိုးတီးတွတ်လေးဖွေးဖွေးလေးဆိုမှသူတို့မလုံနိုင်အလုံးမလုံနိုင်ဘူးလို့မထင်လိုက်နဲ့သူတို့ကပေါ့နော် special လုံနိုင်တာအလုပ်ဆိုဒီမှာမိန်းကလေးရာစာယောက်ျားလေးနဲ့တန်းတူသူတို့ကရှင်ပြီးတော့လုပ်ကြအလုပ်ကိုပေါ့နော်တေးအောင်လုပ်တာအလုပ်BNN ကတော်တော်လေးကိုလုပ်ကြပါတယ်ဒါကတော့ပေါ့နော်ကျွန်တော်ဗဟုသုတရစေခြင်းတဲ့အတွက်ကျွန်တော်ရဲ့ပေါ့နော်အခန်းလေးကကိုရီးယားပေါ့နော်ကျွန်တော်ရဲ့ကိုရီးယားစာတင်ခန်းလေးကအခန်းပေါ်တကယ်ချင်း BNN နေရှိရပါတော့ခဏငှားလာတာပါဒါကတော့သူတို့ရဲ့နိုင်ငံတသိန်းမှာကျွန်တော်ထင်တာတော့ဒါသူတို့ရဲ့နိုင်ငံရဲ့အများဆုံးငွေလို့ထင်တယ်တကယ်တော့ပေါ့နော်ကိုတို့ကပေါ့နော်အတန်းတွေကနီးတကယ်ချင်းတွေရဲ့နိုင်ငံတကာတကယ်ချင်းတွေရဲ့ငွေကြေးတွေကိုပေါ့နော်ကိုတို့ကပြောပြချင်တာပါပြချင်တာပါပေါ့နော်ဒါပေမဲ့ကိုထွန်းတို့တန်းထဲမှာဆိုရင်နီပေါလည်းရှိမယ်မွန်ဂိုလီးယားလည်းရှိမယ် BNN တွေရှိမယ်ဒါပေမဲ့ BNN တွေကပိုများတယ်BNN နဲ့ပုံများတော့သူကတယောက်မဟုတ်တယောက်တည်းပါလာပါတော့အားမလို့ကိုတို့ကသူတို့ရှိရခဏငှားလာတာပါပြစင်တို့ပါဒါသူတို့ရဲ့တသိန်းနဲ့ပါနော် BNN ရဲ့တသိန်းနဲ့မှာမြန်မာဝင်နဲ့ဆို1000ခွဲပဲရှိရပါတော့ဒါတော့ကိုထွန်းကပါနော်ကိုထွန်းရဲ့တက်တော်တွေကလူတွေကိုပေါ့နော်ပို့လို့တရားရစေခြင်းတဲ့အတွက်ဒါလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်လည်းကျွန်တော်ဒီလိုကိုရီးယားနဲ့ဆိုင်တဲ့ပေါ့နော်ဘိုးလူတရစရာဗီဒီယိုလေးကိုဆက်ပြီးတော့တင်သွားပါဦးမယ်အဆုံးထိကြည့်ယူခဲ့သူအားလုံးကိုလည်းကျေးဇူးတစ်ခုပဲတင်ပါတယ်အားလုံးဘိုင်ဘိုင်ပါ